တယ်နော်လက်ဆောင်တွေကတောက်လျှောက်အောင်မခံလက်ဆောင်အပြေပြီးတော့မှပုံမှန်အောင်မခံရတော့တယ်နော်နောက်မဆိုရင်ကျွန်တော်ပယ်တာတွေရှိတယ်ဆိုရင်တော့ပယ်တဲ့ကွက်ကဖြစ်နေဖြစ်သွားမှာပြေပြီးတာဘူကောင်းတယ်နော်ကဲ3,600 2,000ဘူးပါ3,000ဘူးပါ1,000ဘူး900ဘူး9,000ဘူး1,500ဘူးကဲမင်္ဂလာပါပြောတော့မတက်ဘူးဆိုတယ်နဲ့မတက်ဘူးလို့မပြောပါဘူးကျွန်တော်တက်မယ်လို့ပြောပါတယ်နော် line နည်းနည်းနောက်ကျမယ်လို့ပြောတာလေတသိန်းမို့ပါကဲကိုပိုင်းမင်္ဂလာပါတသိန်းမို့ဝမ်းတော်ပါတယ်တောင်းလိုက်ကြတာတဲ့โอเคပါ2,500 600တဲ့1000ခွဲ2000 1100 2000 3,600 5,000ကဲမင်္ဂလာပါ1000ကဲ1,500 5,000ကဲတသိန်းပါဟုတ်ကဲ့ပါ3,000 1,500 1000ခွဲ1,500ကဲအများကြီးပါပဲနော်8,500 5,000 9,000 2,000ဒါပေါက်ကြတယ်ဗျာနော်ကဲ view က3,000အမြဲလေးဝင်လာမယ်နော်မြင်လေး view က3,000အမြဲလေးဝင်လာမယ်နော် like လက်မလေးတွေနှိပ်ပါလက်မလေးနှိပ်ပြီနော် view လေး3,000လောက်သွားမယ်နော်1,000ဘို့1,000ဘို့ဟုတ်ကဲ့ပါ3,000နော်နံပါတ်လေးတွေကတော့ကျွန်တော်စိတ်နဲ့ပဲဖတ်လိုက်တော့မယ်နော်ကဲမင်္ဂလာပါဒီချိန်နဲ့ like ကအကောင်းဆုံးပါတဲ့ဟုတ်ကဲ့ပါကဲရတော့ကိုတက်ပါတဲ့ဟုတ်ကဲ့ပါကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဘယ်လိုရတာလဲတဲ့6ပတ်တာလားတဲ့6ပတ်စရာမလိုဘူးအကွက်တွေပါပြီးသား9,000ဘူးပါ4,000ဘူးပါ2,800ဘူး60ဆိုရင်5,000ဘူးရမှာတဲ့โอเคပါ3,600ဆိုလည်းရတင်ပါတယ်ဗျာနော်68ထိုးတဲ့လေးတွေပေးတဲ့ကွက်60မဆိုးဆိုကျွန်တော်60ကကျွန်တော်တို့ဒါအပြင်မွေးနှစ်ကွက်ပေးထားတယ်ဒီနေ့သမားတွေညလည်းတတိပေးလိုက်တယ်ကျွန်တော်အပြင်မွေးနှစ်ကွက်ပေးထားတယ်နော်3,2နဲ့3,600ကျွန်တော်နေတိုင်းမပြောခင်ကျွန်တော်ညမှတတိပေးလိုက်သေးတယ်ဗီဒီယိုဖိုင်ထဲမှာအပြင်မွေးနှစ်ကွက်ဒီ3,2နဲ့3,600လက်ဆောင်ကျွန်တော်ချဲမွေးကကျွန်တော်9နှစ်နဲ့9ငါအဲ့ဒါပြောပြီးမှနေတိုင်းပြောတာအစားအဆုံးကြည့်လေဗီဒီယိုဖိုင်ရောနော်နေ့သမားတွေပါကျွန်တော်ပြောတာနော်ဒါ60ရလဲကျွန်တော်တို့ဒါညလက်ဆောင်သမားတွေကြုံဝင်တဲ့အဖွဲ့ဝင်တွေဆိုကျွန်တော်လက်ဆောင်4ကွက်ပဲထုတ်တာ60ပါပါတယ်ကျွန်တော်ရဲ့အမျိုးတွေအားလုံးပဲကျွန်တော်ပြောချင်တာကတူးဒီနှလုံးကျွန်တော်ပေးလိုက်တယ်ဇာတ်တွေကနေထိုးကြီးကနေတချို့ကြဒိုင်းတွေပိတ်တဲ့သူများကိုကျွန်တော် comment အောက်မှာပင်လေးတစ်ခုထောက်ပေးထားတယ်အဲ့ဒီပင်လေးကိုနှိပ်ပြီးတော့အဲ့ဒီပင်လေးကိုယူပြီးတော့ကျွန်တော်တို့ Play Store မှာပဲဖြစ်ဖြစ် Chrome မှာပဲသွားပြီးတော့ down လို့ရတယ်အဲ့ဒီ software မှာတူးဒီဆိုရင်95ဆို3 cc ဆိုရင်ဇာတ်900အထိရော့တယ်နော်သွားပြီးတော့ထိုးလို့ရတယ်တူးဒီနှလုံးထိုးလို့ရတယ်နော်တူးဒီနှလုံးထိုးလို့ရတယ်ပြောဂိမ်းကြော်ညာတာမဟုတ်ဘူးနော်တူးဒီနှလုံးထိုးခြင်းတဲ့သူများအဲ့ဒီပင်လေးကိုယူပြီးတော့သွားပြီးတော့ Play Store မှာ download ဆွဲပြီးတော့တိုက်ရိုက်ထိုးလို့ရတယ်95ဆထိုးလို့ရတဲ့အကြောင်းပြောတာကကျွန်တော်တူးဒီနှလုံးတချို့ကြတော့ထိုးတဲ့နေရာမှာထိုးခြင်းရနေတယ်ဇာတ်နေတယ်ကြတာ9ဇာတ်တချို့ကြရင်9ဇာတ်တချို့ကြရင်9ဇာတ်ခွဲပဲရောတာအဲ့လိုဇာနေတဲ့သူတွေအတွက်ကိုပြောပြအဆင်ပြေတမျိုးတော့ထင်မနေနေတာကျွန်တော်ဘက်ကအဆင်ပြေအောင်တော့အကုန်လုံးတော့ကိုပြောပြပေးတာတူးဒီကြော်ညာတာတူးဒီထိုးလို့ရတဲ့အကြောင်းပြောတာဂိမ်းကြော်ညာတာမဟုတ်ဘူးကဲတူးဆိုတော့တန်ရိုက်လို့ရတယ်ကဲမင်္ဂလာပါညနေအဘူးလာမလားကိုရေးတဲ့ဒီညနေမှာကျွန်တော်တို့အဘူးမလာမယ်ဆိုရင်တော့ကျွန်တော်တို့ဒီညနေမှာကျွန်တော်ဘာမှသိရွေးချယ်မပေးဘူးကျွန်တော်ဒီညနေကျွန်တော်တို့ကျွန်တော် break အကြိုက်ဆုံး break တစ်ခွက်ကောင်းရှိတယ်ပေါ့နော်ထုတ်ပေးလိုက်မယ်နော် TikTok ဆောင်လေးတင်မေးပါတယ်ကျွန်တော်တော့မစောတက်လို့ဒီတိုင်းပဲထိုင်ပြီးရည်ပြတာTikTok ဆောင်လေးလာပြီးတော့မသင်ခိုင်းရဲ့ကျွန်တော်တော့မစောတက်လို့တော့ TikTok တော့တရှင်းဖွင့်ပြီးတော့ဒီတိုင်းပဲထိုင်ပြီးရည်ပြတာကျွန်တော်ဘာမှမလုပ်တတ်ဘူးအဲ့ဒါတော့နော်ခဏလေးစွတ်တောင်းတယ် TikTok မှာ TikTok ဆောင်လေးကတင်မေးရတယ်မမကျွန်တော်မစောတက်ဘူးနော်မစောတက်လို့ထိုင်ပြီးပြနေတာကဲဖုန်းလေးတွေကပြီးတော့မှကန်ပေးမယ်နော်လက်ရှိကျွန်တော်လက်ဆောင်ထပ်မထပ်ဘူးအဲ့တော့အခုဂျုံဝင်ထားတဲ့လူတွေနောက်တစ်ပတ်စာထပ်ရမယ်နော်ကျွန်တော်ထပ်မခေါ်ဘူးနော်ထပ်သွင်းစရာလည်းမလိုအဲ့တော့ပေါက်ရင်လည်းအမြတ်ပေါ်ပုံမြတ်တာပေါ့နော်အခုလိုမှနော်ရီတာကိုအသိကတော့မနေ့ကအဲ့ရီတာကိုအသိကောက်လိုက်သေးတယ်ကိုသူကတဲ့နော်ရီတွေတော့နှစ်တယ်နှစ်ခါကြီးတော့နှစ်ခါကြီးတော့နှစ်တယ်4နှစ်တယ်မနေ့ကအဲ့4နှစ်ကိုထိုးသေးတယ်မန်နေဂျာကိုသူရတယ်ထိုင်ပြီးတော့ရီပြနေရတယ်ရီတာတော့မှနှစ်ခါရီတဲ့ရီတာက4တဲ့နော်ဗာလေနှစ်ခါရီပြတော့2တယ်4နှစ်တယ်မနေ့ကသူတို့ထိုးတယ်တဲ့သူထိုးတယ်တဲ့4နှစ်ထွက်သွားတယ်ပေါ့ကြီးရရှောက်မှန်တာ TikTok မှာကျွန်တော်ဘာကနန်းမပေးဘူးနော်ဒီတိုင်းပဲကျွန်တော်စော့တာပဲရှိတာကဲမင်္ဂလာပါ43ရဲ့63ရဲ့ထိုင်ဝမ်က13နဲ့ဟုတ်ကဲ့ပါဟာ3နောက်ပိတ်ဒီနဲ့3နောက်ပိတ်ဒီနဲ့ပါ43 63 13 4363ခဏလေးနော်ဘရိတ်တစ်ခုလည်းထိုးမယ်ကဲ viewer လေး1600ကျော်ပဲရှိ1900ပဲရှိသေးတယ်
ယူက3000မပြေမချင်းကျွန်တော်လာကွာမဖြစ်နော်6ပါတယ်အမှန်တကယ်အားပေးတာပါအားလဲ9ပါတယ်ဟယ်လိုအာကိုသားရည်60ကို9000ဦးရပါတယ်โอเคပါဟုတ်မှာအဲ့တော့ဖုန်းလေးကကျွန်တော်အဖောက်မဲ့သမားတွေကျွန်တော်နောက်ထပ်လက်ဆောင်ထပ်မထုတ်နော်အဲ့တော့ဒီညနေကြံတဲ့အကွက်တွေပဲဆက်ကစားလိုက်အဲ့တော့အဲ့ကြံတဲ့အကွက်ကိုဒါနောက်တစ်ပတ်ဆက်ကြိုပြီးတော့ဝင်မဲ့လူတွေလည်းဒီညနေအတွက်လည်းကျွန်တော်တို့ကြိုပြီးတော့ဝင်မဲ့အဲ့လက်ရှိကြံတဲ့အကွက်ကိုယူခြင်းလဲဆိုရင်တော့ကျုံဝင်လို့ရအောင်မှာပေါ့နော်ဒါဝင်ထားပြီးပါဒါမှမကျုံမဝင်ရင်တော့ဒီလက်ဆောင်ထွက်သွားပြီဆိုတော့ကြံတဲ့အကွက်လည်းစိတ်မဝင်စားတော့ဆိုလဲကျွန်တော်နောက်တစ်ပတ်ဆက်မှာဝင်လဲရတယ်ပိတ်ရက်တွေမှာဝင်လဲရတယ်အဲ့တော့ဒီညနေအစပြီးနောက်တစ်ပတ်စာအကုန်လုံးစာခေါ်နေပါပြီဒါပေမဲ့အရှိကြိုဝင်ထားလူတွေကပြန်ဝင်ကြမလို့ကျွန်တော်အကုန်ပို့မှာညလည်းပြောပြီးသားလေအဲ့တော့ကြိုဝင်တဲ့လူတွေကကျွန်တော်ကြိုဝင်ထားဖို့အတန်တန်ပြောတယ်ကြိုဝင်တဲ့လူတွေကလက်ဆောင်အကွက်လဲရမယ်ပြီးနောက်တစ်ပတ်စာလည်းရမယ်လို့ကျွန်တော်ပြောပြီးသားလက်ရှိလက်ဆောင်အထွက်သွားပြီအဲ့တော့ထပ်သွင်းကြမလို့ကျွန်တော်နောက်တစ်ပတ်စာထပ်ပို့ပြီးမှာအဲ့ကြိုဝင်တဲ့လူတွေကဒါပေမဲ့မဝင်ရသေးတဲ့လူတွေကတော့အကုန်ပြန်ဝင်ရမယ်နော်မဝင်ရသေးတဲ့လူတွေကတော့ကျွန်တော်ဝင်ရမှာပါနော်နောက်တစ်ပတ်စာအရေးကြီးပါနောက်တစ်ပတ်စာလည်းကျွန်တော်တို့လုံးဝကိုအကွက်မိအောင်လုပ်ပေးထားမယ်3သီးစားနော်လုံးဝကိုအဲ့ဒီမွေးကွက်လေးတွေနော်အဓိကပအောင်လုပ်ပေးထားမယ်အဓိကအဲ့ဒီမွေးကွက်ပအောင်ပေါ့နော်